အားလုံးပဲမင်္ဂလာပါ STK very cute shot ကပါကျွန်တော်ဒီဗီဒီယိုမှာလုပ်ပေးပါမယ့်ဂျူလိုရဲ့လေးကတော့တူးလို့ OL ပေါ့နော်တူးလို့ OL ဆိုတာကဒီ C4 ရဲ့တတိယစစ်ဖြစ်တဲ့ OL ရဲ့ခြေလမ်းအစပေါ့နော် beginner OL မှာဆိုတော့ကျွန်တော်တို့တွေကဒီ algorithm နှစ်ခုထဲနဲ့ဆက်အတွက်ကြောင့်မလို့အချိန်ကကြာတယ်ဒါပေမဲ့ဒီတူးလို့ OL မှာကြာတော့အဲ့ကြားတဲ့အချိန်ကိုခြုံပလိုက်တာပေါ့နော်အရင်ဆုံးအနေနဲ့ကျွန်တော်တို့တွေကဒီဝါရောင်ဘက်ဆက်တဲ့အခါမှာအဓိကပြီး H တွေဆက်တဲ့အခါမှာ3ဆင့်ရှိရပေါ့နော်အဲ့ဒီဆင့်တွေကဘာကြီးလဲဆိုတော့ဒါမျိုးဒီအလေကောင်ကတစ်ခုပဲရှိရဟာရယ်ပြီးတော့ကျွန်တော်တို့ရ beginner တိုင်းလဲလိုက်မယ်ဆိုရင်ဒါမျိုးဂျိတ်ပုံစံလေးရမယ်အဲ့ဂျိတ်ကိုမှထက်လဲလိုက်ရမယ်ဆိုရင်ဒီဒါမျိုးအတန်းလေးရပြီပေါ့နော်အဲ့အတန်းလေးကိုမှထက်လဲမှကျွန်တော်တို့ရဒီ corner ထက်လဲလိုက်မှကျွန်တော်တို့ဒီ H ရအကုန်ပြည့်တော့တာပေါ့နော်အဲ့မဲ့အဲ့မှာကျွန်တော်တို့ရအဆင့်ကြော်လို့ရတယ်အဆင့်ကြော်ကဘယ်လိုကြော်လဲဆိုကျွန်တော်ဥပမာပြောမယ်ဆိုရင်ဒီဒါမျိုးဂျိတ်ပုံစံ case မှာဆိုသူ့ရဲ့နောက်တစ်ဆင့်ဖြစ်တဲ့ဒီအလဲကောင်အတန်းလေးအဆင့်ကျော်ပြီးမှကျွန်တော်ဒီ H တွေတန်းပြေသွားဟာလိုမျိုးပေါ့နော်အဲ့လိုမျိုးအဆင့်ကျော်လို့ရပြီးတော့ကျွန်တော်တို့ဒီ dog case မှာဆိုရင်လည်းဒီဒုတိယအဆင့်ဖြစ်ဒီဂျိတ်ပုံစံအဆင့်ကိုကျော်ပြီးတော့မှကျွန်တော်ဒီအလဲတန်းနဲ့ပြည့်တဲ့အဆင့်ကိုလည်းတန်းခွလို့ရတယ်ပေါ့နော်အဲ့လိုလေးတန်းခွလို့ရတယ်အဲ့မှာဒီအဲ့ algorithm ကြောင့်ဘယ်လိုမျိုးလဲဆိုကျွန်တော်တို့တာမန် beginner method မှာဆက် algorithm ဆို f r u r prime u prime f prime မလားအဲ့အောင်မှာကျွန်တော်တို့ရဒီအရှိက f ကိုမှ f အသေးလေးနဲ့ပြင်ပြီးတော့မှနောက်ဆုံးဒီ algorithm အပိတ်ဖြစ်တဲ့ f prime မှာဆိုရင်လည်း f အသေး prime နဲ့လောက်မှာပေါ့နော်ဒီ f နဲ့ f prime နဲ့ဘာကွာလဲဆို f အကြီးဆိုရင်ဒီ layer တစ်ခုရဲ့လှည့်ပြီးတော့မှ f အသေးဆိုရင်ဒီအရှိ layer နှစ်ခုလုံးလှည့်အောင်အဲ့တော့ကျွန်တော်တို့ရဒီ algorithm ကအရင် algorithm ဟိုမှာ f အကြီးနဲ့ f အသေးပဲကွာပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီဒါမျိုး dot ပုံစံမှာဆိုရင်တော့ကြိုက်တဲ့ပုံစံထားပြီးတော့မှဒီ f အသေး algorithm သုံးလိုက်ပေါ့နော် f r u r prime u prime f prime f ဒီအသေးပေါ့နော်အဲ့ဒါဆိုကျွန်တော်တို့ကဒီအလဲကောင်တန်းပြည့်ရဲ့ဟာရပြီအလဲကောင်တန်းပြည့်ရဲ့ဟာရပြီဆိုကျွန်တော်တို့တာမန်တိုင်းပဲစိုက်အောင်မယ် f r u r prime u prime f prime နဲ့လုပ်လိုက်မယ်ဆိုကျွန်တော်တို့ကဒီ h တွေကပြည့်သွားပြီအဲဒီ j ပုံစံ case မှာဆိုလဲအဲ့လိုပဲ j ပုံစံဆိုရင်လည်းကျွန်တော်တို့ကဒီတာမန်ထားနေရ position တိုင်းပဲထားပြီးတော့မှခေါင်းဒီ f အသေးဟာလေးအောင်မယ်ပေါ့နော် f အသေး r u r prime u prime f အသေး prime အဲ့ဆိုကျွန်တော်တို့ကဒီ h တွေကအကုန်ပြည့်သွားပြီပေါ့နော်အဲ့လိုမျိုးအဆင့်ကြော်လို့ရတယ်ကျွန်တော်တို့ကဒီ h ကိုဆက်ပြီးပြီဆိုတာနဲ့ဒီ corner ကြီးဆက်တဲ့အဆင့်ရောက်တယ် corner ဆက်တဲ့အဆင့်မှာဆို case က9မျိုးရှိရပေါ့နော်အဲ့ case တစ်ခုချင်းစီအတွက်လည်းသူအောက်ရန်တစ်ခုချင်းရှိရအဲ့တော့အောက်ရန်9ခုတော့မှတ်ရမယ်အဲ့မှာကျွန်တော်ဒီ corner ဆက်တဲ့အဆင့်မှာဘယ် case ပဲလာကျွန်တော်ကအမြန်ဆက်လို့ရမှာပေါ့နော်အဲ့ဒါကျွန်တော်ပထမဆုံးဒီ corner နှစ်ခုဆက်တဲ့ case လေးတွေအရင်ပြပြမယ်ပေါ့နော်ဒါမျိုးဒီ corner နှစ်ခုဆက် case မှာဆိုရင်တော့3မျိုးရှိတယ်အဲ့မှာဒီပထမဆုံး case ဖြစ်တဲ့ဒါမျိုး corner နှစ်ခုကသူဥတီယာဘက်ကတူတူပဲပေါ့နော်ဥတီယာဘက်ကနှစ်ခုစလုံးကဒီ direction တူတူပဲလှည့်နေဆိုရင်ကျွန်တော်တို့ကအဲ့လှည့်နေဟာကိုယ့်ရဲ့ဒီ B ဘက်မှာထားရပေါ့နော်ကဲလို့ကိုကဒါမျိုးဖြစ်နေရဆိုရင်လေကျွန်တော်ဒီ U2 လေးနဲ့ဟိုဘက်ပို့လိုက်ပေါ့နော်ဒီကတော့ကျွန်တော်ဒီ OL ဆင်းမှာမြန်ဖို့ OL ဆင်းမှာမဟုတ်ဒီကျူးဆက်တဲ့ခါမြန်ဖို့ဆိုကျွန်တော်တို့ကဒီ rotate လုပ်မယ်ဆိုတာ U တုံးက U prime နဲ့သူ့ရဲ့ပုံစံမှန်ရောက်လုပ်ပြန်ပေါ့နော်ဒီမှာဆိုရင်လေဒီအဝါရောင်တစ်ခု direction တူလှည့်နေဟာကိုကျွန်တော်တို့ကသူ့ရဲ့ကျွန်တော်တို့ဆန့်ကျင်ဘက်ပို့ရမှာကျွန်တော်ဒီ B layer မှာပို့ပြီးတော့မှအခုဒီပြထားတဲ့ algorithm လေးတော့မယ်ပေါ့နော် R prime D prime R U2 R prime D R U2 R အဲ့ဆိုကျွန်တော်တို့ကဒီပြည့်တော့ပြီပေါ့နော်နောက်တဲ့ case 2ပုံစံကြောင့်ဘယ်လိုမျိုးလဲဆိုတော့ဒီအဝါရောင် corner နှစ်ဖက်ကဆန့်ကျင်ဘက်စီဥတီနေပေါ့နော်ဒီတစ်ဖက်ဆိုရင်လည်းကျွန်တော်ဘက်ဥတီရဲ့ဒါပေမဲ့ဒီနောက်တစ်ဖက်ကျတော့သူ့ရဲ့ဆန့်ကျင်ဘက်ဒီဘက်ဥတီနေပေါ့နော်အဲ့လိုမျိုးပုံစံဆိုကျွန်တော်တို့ကအဝါရောင် corner ကိုဘယ်ဘက်မှာထားပြီးတော့မှကျွန်တော်အခုဒီပြထားတဲ့ algorithm လေးသုံးမယ်ပေါ့နော် R သေး U R prime U prime R သေး prime F R F prime အဲ့ algorithm လေးသုံးမယ်ပေါ့နော်နောက်တဲ့ case 3ပေါ့နော်အဲ့ခါကျသူကမင်းကြီးရဲ့ corner ကြောင့်သူဒါမျိုး diagonal ဖြစ်နေတယ်အဲ့မှာဒီ corner တစ်ခုကကိုယ့်ဘက်လဲနေဒီကျန်တဲ့နောက် corner တစ်ခုကြောင့်ဘယ်ဘက်မှာလဲရပေါ့နော်ဒါမျိုးပုံစံနဲ့မှတ်တဲ့ဒါမျိုးကြတော့တကယ်အဝါရောင် corner ကဒီဘက်ညာဘက်မှာရှိရကောင်ကိုယ့်ဘက်လဲမှာဒါပေမဲ့ဒီကောင်ဘယ်ဘက်မှာလဲနေဆိုရင်လေကျွန်တော်တို့တွေကပြင်မရမှာပေါ့နော်ဒီ U တော့၎င်း U prime တော့၎င်းအဲ့လိုပြင်မရမယ်အဲ့ဒါမျိုးအဝါရောင် corner တစ်ခုကကိုယ့်ဘက်လဲနေမှာလားမှန်ပါပေါ့နော်ဒါမျိုးရပြီဆိုတော့ကျွန်တော်ဒီခုပြတဲ့ algorithm လေးသုံးမယ်ပေါ့နော်F prime R D U R prime U prime R D prime F R
အဲ့ဆိုတော့ကျွန်တော်တို့ကဒီ corner နှစ်ခုဆက်တဲ့ case တွေကပြီးသွားပြီပေါ့နော် corner နှစ်ခုတွေဆက်တဲ့ case ပြီးပြီဆိုတော့ဒီ corner 3ခုဆက်တဲ့ case ပေါ့နော်အဲ့ corner 3ခုဆက်တဲ့ case မှာဆိုရင်သူကနှစ်ခုရှိတယ်ဒါတော့ပထမဆုံး case ပေါ့နော်ဒါမျိုးကြတော့သူကဒီ corner 3ခုရှိတယ် corner 3ခုကမှဘယ်ပဲဆုံးက corner ကကိုယ့်ဘက်လှည့်နေပေါ့နော်သူ့ရဲ့ direction ကိုယ့်ဘက်လှည့်နေတယ်ဒါမျိုးဆိုကျွန်တော်တို့တွေကဒီ position အတိုင်းဒါမျိုး position ထားမယ်ပေါ့နော်ဒါမျိုး position အတိုင်းထားရမယ်ထားပြီးတော့မှကျွန်တော်တို့ရဒီခုပြတဲ့ away လေးတော့မယ်ပေါ့နော် R Shubrai do Abrai Shubrai R Shubrai Abrai အဲ့ဆိုကျွန်တော်တို့ပြည့်သွားပြီပေါ့နော်ဒါဆိုရင်နောက်ထပ် corner 3ဆက် case ပေါ့နော်ဒီကောင်ကြတော့ဒီဘက်က corner ကကျွန်တော်ဒီပထမ case မှာဆိုကိုယ့်ဘက်လဲဒါပေမဲ့ဒီကောင်ကြတော့သူကဘယ်ဘက်မှာလဲနေရပါတော့အဲ့လိုဘယ်ဘက်မှာလဲနေဆိုရင်ဒီ position တိုင်းပဲထားရမယ်ခုနကဒီ case ဒီက YS ကဒီက Y corner ကိုယ့်ဘက်လဲနေလို့ဒါမျိုးလေးထားလဲရပါတော့အခုကြောင့်ဒီဘက်မှာလဲနေဆိုဒီဘက်မှာလဲတဲ့အတိုင်းထားပြီးတော့မှကျွန်တော်ခုပြထား away လေးတော့မယ်ပေါ့နော် Abrai Shubrai do you Abrai you အဲ့ဆိုကျွန်တော်တို့ကဒီ corner 3ခုဆက်တဲ့ဟာရပြီးသွားပြီပေါ့နော်ဒီအားဆိုရင်တော့ဒီအဝါရောင် corner ဆက်တာ၄ခုပေါ့နော်ဒီအဝါရောင် corner ၄ခုဆက်တဲ့အချိန်မှာဆိုရင်တော့ case က2ခုရှိတယ်ဘယ်လိုမျိုးလဲဆိုတော့ဒီပထမဆုံး case အနေနဲ့ကဒီအဝါရောင် corner တွေကသူ့ရဲ့ direction တူရဲ့ပေါ့လေဒီမှာဆိုရင်လေဒီနှစ်ခုက direction တူရဲ့ဒီဘက်ကဆိုရင်ဒီနှစ်ခုက direction တူရဲ့အဲ့လိုမျိုး direction တူပြီဆိုတာနဲ့ကျွန်တော်တို့တွေကဒီဒါမျိုး position တိုင်းပဲထားမယ်ကိုကဒါမျိုး position ဖြစ်နေဆိုရင် u တော့မှ u prime နဲ့လှည့်လိုက်ပေါ့နော်လှည့်ပြီးတော့မှဒါမျိုး position ထားပြီးတော့မှကျွန်တော်ခုပြထားအောင်ရနေတော့ရုံပဲပေါ့နော် you do abrai you brai you abrai you brai you brai abrai အဲ့ဆိုရင်ပြေသွားပြီပေါ့နော်ဒါတော့ဒုတိယ case ပေါ့နော်ဘယ်လိုမျိုးလဲဆိုတော့သူ့ corner ကနှစ်ခုကတော့ direction တွေဒါပေမဲ့ကျန်တဲ့နှစ်ခုကျတော့ direction opposite ဖြစ်နေဒီကောင်ဆိုသူ့ရဲ့ဒီ b ဘက်ပြပြီးတော့ဒီကောင်ဆိုကိုယ့်ဘက်ပြရပေါ့နော်အဲ့လိုမျိုး case ဆိုရင်တော့ဒီ position တိုင်းပဲထားရမယ်ဒီ direction သူ့ရဲ့အဝါ corner နှစ်ခုဘဲမှာထားပြီးတော့မှ direction မတူရဲ့ဟာကြောင့်ညာဘက်မှာထားပြီးတော့မှကျွန်တော်ခုပြထားတဲ့ away လင်းတော့မယ်ပေါ့နော်Shudu Adu Shubrai Adu Shubrai Abrai do Shubrai do အဲ့ဆိုရင်ကျွန်တော်တို့ရ corner ကစလို့ပြည့်သွားပြီပေါ့နော်ဒီအခုပြောခဲ့တဲ့ away တဲ့ခုနှစ်ခုကိုကကျွမ်းကျင်တေချာရသွားပြီဆိုရင်တော့ဒီ wire corner ဆက်တဲ့အဆင့်မှာမြန်သွားမယ်ပေါ့နော်အဓိကဒီ beginner method မှာဒီ wire ဆက်တဲ့အဆင့်မှာကြာတာကအဲ့ corner ဆက်တဲ့အဆင့်မှာပဲပေါ့နော်အဲ့အောင်မှာကိုကဒီ away တဲ့ခုနှစ်ခုရသွားပြီဆိုရင်ကိုကဘယ် corner ဘယ် case ပဲလာကိုက easy ရသွားပြီပေါ့နော်ဒီ beginner တွေအတွက်ကြောင့်ခုပြောခဲ့တဲ့ away တဲ့ခုနှစ်ခုကအများကြီးလို့ထင်ရပြီမဲ့ကိုကဖြည်းဖြည်းချင်းတော့ကြည့်ယူပါမယ်ပေါ့နော်နောက်ကြအဲ့ကျူ away တဲ့ကိုဘယ်လိုအလွယ်မဲ့မှန်းဘယ်လိုကြည့်ရမလဲဆိုတော့ကျွန်တော် video လေးတက်တင်ပေးပါပေါ့နော်အားလုံးကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်